အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့နေ့အချိန်အခါလေးဖြစ်ပါစေစစ်မှန်သောအရာတစ်ခုကိုရယူပန်းဆိုင်နေတဲ့နေ့လည်းဖြစ်ပါစေလို့အားလုံးကိုနှုတ်ဆက်ပါတယ်ဆိုတော့ဒီနေ့ဟာအားလုံးသိတဲ့အတိုင်းပဲ Valentine's Day နေ့ဖြစ်ပါတယ်ဆိုတော့ Valentine's Day နေ့ဟာဘာနေ့လဲဘာကြောင့် Valentine's Day နေ့ဖြစ်ပေါ်လာတယ်လဲဆိုတဲ့အရာလေးကိုကျွန်တော်ပြောပြလိုပါတယ်ဒီနေ့ Valentine's Day နေ့ဟာလွန်ခဲ့တဲ့အနေငယ်ကနေစပြီးမှ Valentine's Day ဆိုတဲ့ယဉ်ကျေးမှုဒီနေ့မြန်မာနိုင်ငံမှာပေါ်ထွန်းလာတယ်မြန်မာနိုင်ငံကိုရောက်ရှိလာတယ်တခြင်းများနော်တခြင်းများကနေစ postcard တွေထပ်ပြီးတော့အင်ဂျီကအစပေါ့နော်အဲ့ဒီ Valentine's Day နေ့ဆိုတဲ့ယဉ်ကျေးမှုတွေကျွန်တော်မြန်မာနိုင်ငံကိုရောက်ရှိလာတယ်ကျွန်တော်မြန်မာနိုင်ငံကိုရောက်ရှိလာတယ်ဟုတ်ပြီဒါဆိုရင်တကယ်တော့ Valentine's Day နဲ့ချစ်သူများများဟာဘယ်လိုပတ်သက်တယ်လဲဟုတ်ပြီနော်ဘယ်လိုပတ်သက်တယ်လဲတချို့တော့သူတွေကတိကောင်းတိပါလိမ့်မယ်တချို့တော့သူတွေကမတိရင်လည်းမတိဘူးဒါပေမဲ့ဒီຢာလေးကိုကျွန်တော်ဆုံးခန်းတိုင်အောင်နားထောင်ပေးကြပါလို့အားလုံးကိုပြောချင်ပါတယ်ဟုတ်ပြီဒါဆိုရင် Cryptocrat 990ခုနှစ် February 14ရက်နေ့မှာရောမအချစ်နှပ်ဖျားကိုးကွယ်တော်နေဖြစ်တယ်ဟုတ်ပြီနော် February 14ရက်နေ့မှာရောမအချစ်နှပ်ဖျားကိုးကွယ်တော်နေဖြစ်တယ်ဟုတ်ပြီအဲ့ဒီနေ့မှာရောမအချစ်နှပ်ဖျားကိုးကွယ်တာနဲ့ Valentine's Day တဲ့ဘာဆိုင်တယ်လဲဘယ်လိုပတ်သက်တယ်လဲဟုတ်ပြီအချစ်နှပ်ဖျားကိုးကွယ်တော်နေ့မှာခရစ်ယာန်ဘုန်းတော်ကြီးတပါသူ့ရဲ့နာမည်ကဘာလဲဆိုရင် Valentine's ဟုတ်ပြီနော်ခရစ်ယာန်ဘုန်းတော်ကြီးရဲ့နာမည်က Valentine ဖြစ်တယ်ဟုတ်ပြီ Valentine ကဒီနေ့ခရစ်ယာန်ယုံကြည်သူလူငယ်တွေရဲ့အသက်ကိုကာကွယ်တော်ကြောင့်ဒီနေ့အဲ့ဒီအချစ်နှပ်ဖျားဂျူနိုကိုကိုးကွယ်တဲ့လူတွေကအဲ့ဒီခရစ်ယာန်ဘုန်းတော်ကြီး Valentine's ကိုဖမ်းဆီးပြီးမှသူ့ကိုတတ်ပြီးမှအဲ့ဒီဂျူနိုနှပ်ဖျားကိုရစ်ပူဇော်တဲ့ရစ်ပလင်မှာရစ်ပူဇော်လိုက်တာဖြစ်တယ်သူ့ကိုပြောချင်တဲ့အရာကမင်းရှို့လိုက်တာဖြစ်တယ်အဲ့ဒီနေ့90 February 14ရက်နေ့ဖြစ်တယ်အဲ့ဒီနေ့ဟာဒါကြောင့် February 14ရက်နေ့ဟာနတ်ဖျားတို့ရဲ့လူပါပွဲရောမလူမျိုးတို့ရဲ့နတ်ဖျားကိုးကွယ်တဲ့လူပါပွဲနေ့ဖြစ်တယ်ဒီနေ့အဖြစ်လဲနောက်တစ်ခုပြန်ပြီးမှပေါ်လာတဲ့အရာကအဲ့ဒီနေ့မှာပဲဘာနော်ဘုန်းတော်ကြီး Valentine's ကိုတပ်ဖြတ်ပြီးမှရစ်ပူဇော်လိုက်တဲ့နေ့ဖြစ်တယ်ဒါကြောင့်ဒီနေ့ခရစ်ယာန်တွေကဘာနော်ရောမမှာရှိတဲ့ခရစ်ယာန်တွေကခရစ်ယာန်ဘုန်းတော်ကြီး Valentine's ကိုတတိယတဲ့အနေနဲ့အောက်မေ့တတိယပွဲဘာနော်အောက်မေ့တတိယတဲ့နေ့အများအားပြုလုပ်လို့ရှိအများအားဘာနော်ပြုလုပ်လို့ရှိတယ် February 14ရက်မှာပြုလုပ်တယ်ထိုနည်းတူစွာပဲ February 14ရက်နေ့မှာနောက်တစ်ခုလောက်တာကဘာလဲဆိုရင်ရောမတွေရဲ့ချစ်နှပ်ဖျားကိုးကွယ်တော်နေ့ပဲဖြစ်တယ်ဒါကြောင့်ဒီနေ့ February 14ဟာဒီနေ့ခရစ်ယာန်တွေနဲ့ယုံကြည်သူတွေနဲ့ဘယ်လိုသက်ဆိုင်တယ်လဲအဲ့ဒီနောက်ပိုင်းမှာနောက်ထပ်ဖြစ်လာတဲ့အရာတစ်ခုက February 14ရက်နေ့ကိုရောမအချစ်နှပ်ဖျားကိုးကွယ်တဲ့နေ့ကိုဒီနေ့ရောမအစိုးရကဘယ်လိုလှုပ်လိုက်တယ်လဲဆိုရင် Valentine's Day နေ့ဆိုပြီးမှအမတ်အတာပြုလုပ်ပြီးမှအစိုးရကနေမှတည်ရဝေကြီးညာခဲ့တာဖြစ်တယ်အဲ့ဒီအချစ်နှပ်ဖျားဆိုတဲ့အရာကိုမြုပ်ပြီးမှ Valentine's ရဲ့နာမည်နဲ့ Valentine's Day လို့သူတို့သတ်မှတ်ခဲ့တာဖြစ်တယ်တကယ်တော့အဲ့ဒီနေ့ဟာချစ်နှပ်ဖျားကိုကိုးကွယ်တော့အဓိကနေ့ဖြစ်တယ်ချစ်နှပ်ဖျားကိုးကွယ်မှာဖြစ်တယ် Valentine's Day ဟုတ်ပြီနော်ဒါပေမဲ့ Valentine's Day လို့နာမည်တပ်ပြီးမှသူတို့နောက်ွယ်မှာဘာလုပ်တယ်လဲဆိုရင်အချစ်နှပ်ဖျားကိုကိုးကွယ်တာဖြစ်တယ်ချစ်နှပ်ဖျားကိုးကွယ်တာဖြစ်တယ်ဆိုတော့ဒီနေ့ဒီအရာကိုကြည့်တဲ့အခါမှာဒီနေ့ယုံကြည်သူတွေကအဲ့ဒီ Valentine's Day နဲ့ဘယ်လိုပတ်သက်တယ်လဲဘာမှမပတ်သက်ဘူးတကယ်တော့ Valentine's Day နေ့ဟာချစ်နှပ်ဖျားကိုကိုးကွယ်တော့နေ့တစ်နေ့ပဲဖြစ်တယ်ဒါကြောင့်ဒီအရာထဲမှာဒီနေ့ယုံကြည်သူခရစ်ယာန်လူငယ်တွေကိုအဓိကပြောချင်ပါတယ်ဒီနေ့တင်ဟာဒီအရာထဲမှာပါဝင်နေခြင်းအပြင်တင်တဲ့တနည်းအပြင်နှပ်ဖျားကိုးကွယ်တော့သူဖြစ်နေတယ်နှပ်ဖျားကိုးကွယ်တော့ဖြစ်နေဆိုတော့တမန်ကျမ်းစာလေးတစ်ပိုက်ကိုကျွန်တော်ပြောချင်ပါတယ်တမန်ကျမ်းစာထဲမှာဖျားသခင်ကကျွန်တော်ကိုဘယ်လိုပြောထားတယ်လဲဟုတ်ပြီတမန်ကျမ်းစာထဲမှာပြောထားတဲ့အရာလေးကိုကျွန်တော်ပြောချင်ပါတယ်ရှင်ပေဒရောဝါဒစာပထမဆုံးအခန်းကြီး9အပိုက်ငယ်10ထဲမှာကျွန်တော်ပြောချင်ပါတယ်တမာတတိရှိလက်မအိတ်ဘယ်စောင့်နေကြတော့တင်တို့ရန်သူတီးယူသောမာနတီဟောက်တော်ကျင်တိတ်ကဲ့သို့အဘယ်သူကိုမြုံရအမည်နီဟူ၍လဲလဲရှာဖွေလက်ရှိ
လဲရှာပေါ်လက်ရှိတယ်ဒါရင်ကျွန်တော်တို့ရဲ့ယန်တူမာနစာဒဟာဒါရင်ယုံကြည်သူခရိယန်တွေကိုဘလို့လဲပြားမလဲဆိုတဲ့အရာကိုသူအမြဲတမ်းစဉ်းစားတယ်ဆိုတော့ဒီနီးအားဖြင့်ဒီနီးအားဖြင့်ဒီနေ့စာရမဏဟာယုံကြည်သူတွေကိုလဲစားနေပါတယ်ခရိယန်တွေကိုလဲစားနေပါတယ်ဒီလွန်ခဲ့တဲ့အချိန်မှာတော့လူငယ်တွေအများပိုင်းပါပေမဲ့ဒီနေ့ဒီအချိန်ရောက်လာတဲ့အခါမှာလူငယ်တွေဒီမကပဲနဲ့လူကြီးတွေကအစပါလာတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ဒီအရာဟာဒီ Valentine Day နေ့ဟာဒီနေ့ခရိယန်တွေနဲ့လုံးဝမတက်ဆိုင်ပါဘူးဒီနေ့အထိဘလို့ဖြစ်နေတယ်လဲဆိုရင်ဒီနေ့မှာဆိုရင်ဂျူနိုနတ်ဖျားကဟုတ်ပြီနော်ဂျူနိုနတ်ဖျားဟာတနည်းအားဖြင့်စာရမဏကဂျူနိုနတ်ဖျားက Valentine ရဲ့မျက်နှာဖုံးကိုစွတ်ပြီးမှဒီနေ့ယုံကြည်သူတွေကိုလက်ဖျားနေတယ်ဆိုတဲ့အရာကိုတတိယစီချင်ပါတယ်ဒါကြောင့်ဒီနေ့ Valentine Day နဲ့ယုံကြည်သူတွေဘာမှမပတ်သက်ပါဘူးတင်ဝင်ပါကြလဲမလိုပါဘူးတင်ဝင်ပါနေခြင်းအဖြစ်တင်ဟာဖျားကိုကြောခိုင်းမှနတ်ဖျားကိုကိုးကွယ်နေတော့သူဖြစ်ပါလိမ့်မယ် Valentine ရဲ့မျက်နှာဖုံးကိုစွတ်ပြီးမှနောက်ကွယ်မှာအချစ်နတ်ဖျားကဥဆောင်နေတာဖြစ်တယ်ဆိုရကိုတတိယစီဆောင်ပါဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေများညီကိုမောင်နှမများလူငယ်များလူကြီးလူငယ်အားလုံးကိုပြောချင်ပါဒီ Valentine Day နေ့ဟာတင်းနဲ့ဘာမှမတက်ဆိုင်ပါဘူးတင်းနဲ့တက်ဆိုင်တာဖျားသခင်ပဲဖြစ်တယ်တင်းချစ်ရတော့သူဟာဖျားပဲဖြစ်တယ်တင်းကိုချစ်တော့သူဟာဖျားပဲဖြစ်တယ်ဒီ Valentine Day နေ့ကိုတင်းရက်ရောစွာပါဝင်နေခြင်းအားဖြင့်ဒီအစီအစဉ်ထဲမှာတင်းရက်ရောစွာတင်းလှုပ်ဆောင်နေခြင်းအားဖြင့်တင်းဟာဖျားကိုကြောခိုင်းပြီးမှချစ်နတ်ဖျားကိုကိုးကွယ်နေတော့သူဖြစ်ပါတယ်ဒါကြောင့်တတိယပါစင်ချင်ပါစဉ်းစားပါဒီ Valentine Day နေ့ဟာတင်းနဲ့ဘာမှမတက်ဆိုင်ပါဘူးအချစ်နတ်ဖျားကိုကိုးကွယ်တော်နေ့ပဲဖြစ်ပါတယ်ရောမအစိုးရက Valentine Day ဆိုပြီးမှသူကတေဝင်ဘာကြောင့်တတ်မှတ်တာလဲအဲ့ဒီ Valentine ရဲ့မျက်နှာဖုံးကိုစွတ်ပြီးမှနောက်ပြန်ချစ်နတ်ဖျားဥဆောင်နေတယ်ဆိုတဲ့အရာကိုတတိယစေချင်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်လှုပ်ဆောင်တဲ့အရာတစ်ခုချင်းစီတိုင်းကတမာတရားနဲ့ကိုက်ညီတယ်လားမားသလားမန္တလားဆိုတဲ့အရာကိုအမြဲတမ်းတတိယအစဉ်စဉ်စဉ်းစားစေချင်ပါတယ်ခုနကပြောပြီးတမာတတိမရှိတော့သူဟာဒီအထဲမှာအမြဲတမ်းကြာရှုံးနေမှာဖြစ်တယ်ဒါကြောင့်မေတ္တာနဲ့အဝေငှပါတယ်တမာတတိရှိပါမအိပ်ပဲစောင့်နေပါကျွန်တော်ရဲ့ရန်သူတီးဟူသောမာနတ်ဒီဟောက်တော်ချင်းတိကဲ့သို့အပေသူကိုမျိုးရတဲ့နည်းလဲရှာပေါ်တဲ့ရှိတယ်စာရမဏရဲ့ဝါမျိုးချင်းတဲမှာစာရမဏရဲ့လဲစားချင်းထဲမှာတင်းမချအရှုံးပါနဲ့တင်းမချအရှုံးသွားပါနဲ့လို့မေတ္တာရက်ခံပါတယ်ဝေငှလိုပါတယ်အထူးသဖြင့်ဒီ Valentine Day ဟာမိတ်ဆွေနေရာတကယ်စစ်မှန်တော့ဖရာသားဖြစ်တယ်ဆိုရင်ယုံကြည်သူတယောက်ဖြစ်တယ်ဆိုရင်တင်းနဲ့ဘာမှမတတ်ဆိုင်ပါဘူးဒီအစီအစဉ်ထဲမှာတင်ပါဝင်စရာအကြောင်းလည်းမရှိပါဘူးဘာကြောင့်လဲဆိုရင်ဒီနေ့ဟာ Valentine Day ဆိုတာအချစ်နတ်ဖျားကိုကိုးကွယ်တော်မူဖြစ်ပါတယ်ဒီနေ့အချစ်နတ်ဖျားဂျူနိုဟာ Valentine မျက်နှာဖုံးစွတ်ပြီးမှတင်းကိုလဲစားနေပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးမှတကယ်လက်ခံတယ်ဆိုရင်ကျွန်တော် like and share နဲ့ကျွန်တော်အများသိအောင်ကျွန်တော် share ပေးပါအားလုံးကိုဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်တကယ်ပဲစစ်မှန်သောအရာလေးကိုပိုင်ဆိုင်နိုင်တော့ဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးဖြစ်ပါစေလို့ပြောချင်ပါတယ် Valentine Day ဟာတင်နဲ့ဘာမှမဆိုင်ပါဘူးအထူးသဖြင့်တင်ဟာယုံကြည်သူတယောက်ခရိယန်တယောက်ဖြစ်တယ်ဆိုရင်စစ်မှန်သောဖရာသားဖြစ်တယ်ဆိုရင်တင်နဲ့ဒီ Valentine Day ဟာဘာမှမတတ်ဆိုင်ပါဘူးဒီနေ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့သူအားလုံးပေါ်မှာဘုရားရှင်သားမအသက်တပံကောင်းခြင်းများတာ၍ခံစားရရှိကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်